အပြင်ဘက်တွင်ငှက်ကလေးများတေးဆိုကပန်းမှန်များပွင့်လန်းနေပြီးလူပြည်လိုနိဗ္ဗာန်ပုံလေးတစ်ခုအလားတူသည့်တစ်တော်ကိုဖျက်ကျော်စမ်းကြောင်းလေးကိုခုန်ကူးပြီးနောက်ဆုံးတွင်တော့ထိုလျှို့ဝှက်ဆံပြသည့်စိုက်ပျိုးရေးခြံကြီးစီသို့ရောက်ရှိလာခဲ့သည်တန်ဆူကျိုးတိုင်း၏အခြားတစ်ဖက်တွင်မူစင်ကြားညအိတ်ဝတ်စုံကိုဝတ်ဆင်ထားသည့်ကောင်လေးတစ်ယောက်ထိုင်နေပြီးသူ၏အမည်မှာ Curious Bruno ကအဲ့ဒီမှာဘာမှမရှိပါလားမင်းဒီဘက်မှာတစ်ယောက်တည်းပိတ်မိနေတာလားဒါမှမဟုတ်မင်းအဲ့ဒီဘက်မှာတနေကုန်မင်းရဲ့တငယ်ချင်းတွေနဲ့စော့နေတာလားကစားနေတာလားနေပါဦးအဲ့ဒီနံပါတ်ကစားပွဲတစ်ခုခုရဲ့အစိပ်ပိုင်းလား Tired ရှက်မှုရဲကဒါကငါရဲ့နံပါတ်တက်ပါလူတိုင်းကိုမတူတဲ့နံပါတ်တစ်ခုစီပေးထားတာ Curious Bruno ကဟုတ်လားပြီးရင်ဘာဆက်ဖြစ်လဲ Site ရုတ်တရက်ခရမုတ်တန်ထွက်ပေါ်လာပြီးရှက်မှုရဲအတီးလက်တွန်းလဲလေးကိုတွန်းကနောက်လက်မကြည့်ပဲထွက်ခွာသွားခဲ့သည် Bruno တီတန်ဆူချိုးပေးတွင်ရက်လျက်သူ၏ကြောပြင်ကိုကြည့်ကငင်းငိုင်ချန်ရိတ်ခဲ့သည်ထိုနေ့မှစ၍ Bruno တီရှက်မှုရဲအတွက်စားစရာကောင်းကောင်းလေးများကိုနေ့တိုင်းယူဆောင်လာပေးခဲ့သည်တိုးတော်လဲထိုနေ့တွင်ရှက်မှုရဲရောက်မလာခဲ့ပေသူသည်မအောင်နိုင်တော့ဘဲတန်ဆူကျိုးစီတို့တန်ပြတပြားကိုလှမ်းပစ်လိုက်ရာမိဘများတစ်ဖြက်ဖြက်လွတ်ဆင်သွားခဲ့သည်ကဲထိုအခါမှသာတန်ဆူကျိုးတွင်ရက်စစ်စီးနေသည်ကိုသူတတိပြုမိတော့သည် seriously အိမ်တွင်ဆရာရောက်လာတော့အခါ Bruno ကမေးမြန်းခဲ့သည် Bruno ကအိုက်စလန်မှာကောင်းတဲ့အရာတွေရှိတယ်မလားချီတာကောရှိလားဆရာက Bruno မင်းတာရှုကင်းကောင်းကောင်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင်မင်းဟာကဘာပေါ်မှာအတော်ဆုံးစူးစမ်းရှာဖွေတကြီးဖြစ်လာလိမ့်မယ်လို့ဆရာထင်တယ် seriously နောက်တစ်နေ့တွင်ရှာမှုရဲရောက်လာခဲ့သည် Bruno ကသူသည်အပဲကြောင့်နေတိုင်းညအိတ်ဝတ်စုံဝတ်ထားရသည်ဟုစုံစမ်းမေးမြန်းခဲ့သည်စစ်သားများကသူတို့၏အဝတ်စားများကိုတဲယူသွားခြင်းဖြစ်ကြောင်းရှာမှုရဲကပြောပြသည် Bruno ကထပ်မံ၍သူတို့ရဲ့မိကိုကောင်းတန်ကြီးတွေထဲမှဘာတွေမိရှုနေတာလဲကောက်ရိုးတွေကိုရှုနေတာလားအနံ့ကအရန်နေတာပဲဟုမေးခဲ့သည်ရိုးအလှသောရှာမှုရဲလည်းဘာမှမသိရှာပဲသူတို့ရဲ့အဝတ်ဟေ whispers Bruno၏မိခင်သည်လည်းထိုနည်းတူတန်တရားဝင်နေမိရာစစ်အရာရှိကပြည့်ရပြည့်ပြောဆိုခဲ့သည်စစ်အရာရှိကသူတို့ကိုမိရှုလိုက်တဲ့အခါအနံ့ကပိုတောင်ဆိုးသေးတယ်မဟုတ်ဘူးလား Panic မိခင်ကဘာပြောတဲ့အမျိုးသမီးဒီထိုမိကိုကောင်းတိုင်ကအမိုက်ကိုမိရှုနေခြင်းမဟုတ်ပဲလူတွေကိုမိရှုနေခြင်းဖြစ်သည်ကိုချက်ချင်းသဘောပေါက်သွားခဲ့သည် Shouting သူမတီခင်မုန်းဖြစ်သူ၏စာကြည့်ခန်းထဲသို့ပြေးဝင်ကအော်ဟစ်အပြစ်တင်ဆွဆွဲခဲ့သည် Seriously သို့တော်ခင်မုန်းဖြစ်သူကမူဂယုမဆိုင်ဟန်ဖြစ်ရင်းကိုမိသူပြောပြတနည်းဟုသာမေးမြန်းခဲ့သည်ထိုနေ့ညစာစားပွဲတွင်အမျိုးသားတီထိုစစ်အရာရှိကိုခေါ်ယူခဲ့ပြီးစစ်အရာရှိမှထိုင်မရမရဖြစ်နေကလေးတူတစ်ခုလုံးသည်အသက်ရှူရကြက်မတက်အေးခဲငြိမ်သက်နေခဲ့သည်မိခင်ကတိုက်ခိုက်ကြပါဦးအမျိုးသမီးသည်ခင်မုန်းဖြစ်သူအားထိုကိစ္စကိုတားဆီးပေးရန်မျှော်လင့်ချက်ဖြင့်လှမ်းကြည့်လိုက်တော့လဲခင်မုန်းဖြစ်သူမှာဘာမှမဖြစ်ခဲ့တယ်လို့မျိုးမိသည့်စကားများမဆိုခဲ့ပေထိုအချိန်မှစ၍ထိုအရာရှိသည်နောက်ထပ်ဘယ်တော့အခါမှပေါ်မလာတော့ပဲ Bruno ၏ကဘာလေးထဲမှပျောက်ကွယ်သွားခဲ့သည် Ames သို့တော့ Bruno ကိုအံ့အားသင့်ဝမ်းသာစေသည်မှာသူ၏တငယ်ချင်းကောင်းရှာမှုရဲသည်အိမ်တွင်ဖန်ခွက်စေးရန်ဆစ်လွတ်ခြင်းခံခဲ့ရသည့်အဘဲကြောင့်ဆိုတော့သူ၏လက်မှတင်းငယ်ပြီးဖန်ခွက်ထဲသို့နှိုက်နိုင်သောကြောင့်ဖြစ်သည့်ရှာမှုရဲသည်စားပွားအဲပေါ်ရှိမှုများကိုကြည့်ကမျက်လုံးများတွင်စာလောင်မှုသိမှုများဖြင့်ပြည့်နှက်နေသည် Bruno ကသူ့ကိုကိတ်မုံတုံးကန်ပေးလိုက်ပြီးသူအငမ်းမရစားနေသည်ကိုကြည့်က Bruno သည်ပျော်ရွှင်စွာပြုံးမိသည် Panic သို့တော်ထိုအချိန်တွင်စစ်အရာရှိဝင်လာခဲ့သည်စစ်အရာရှိကမင်းဒီအိမ်ထဲကလူတွေကိုစကားပြောရတဲ့ပေါ်ဘလောက်တောင်တတိရှိလဲမင်းဆဆတွေကိုခိုးစားနေတာလားငါ့ကိုဖြေစမ်း Trembling ရှာမှုရဲကမဟုတ်ပါဘူးဆရာသူကကျွန်တော်ကိုပေးတာပါသူကကျွန်တော်တငယ်ချင်းပါခင်ဗျားလဲဒါကိုသိပါတယ်မင်းလဲဒါကိုသိတယ်မလား Panic Bruno ကဟင်းကျွန်တော်ခန်းထဲဝင်လာတော့ကသူကသူ့ဘာသာသူယူစားနေတာကျွန်တော်သူ့ကိုတခါမှမမြင်ဘူးပါဘူး Crying မိမိတငယ်ချင်းကောင်းကလေးညာလိုက်တီကိုမြင်တော့လဲရှာမှုရဲဒီပြန်လဲမချေပခဲ့ပြီးတက်တာတော့ဝါရာရှိမောက်တွင်မူစစ်ဗိုလ်ချုပ်ဤသားဖြစ်နေပါစေဦးတော့ဂျာမန်စစ်တပ်ဤရှိတွင်ဘာမှအရာမဝင်ပေး Bruno ဒီမိမိဤစပင်းများကိုဆွဲဖွင့်ရင်ခုနကမိမိဤရဲပေါ်ပြက်ကွက်မှုတတိနေမှုကိုနာကြည့်မိနေသည်မိမိဤစကားတခုကြောင့်မိမိတငယ်ချင်းကောင်းအပေါ်မိများတီတန်ဆူကျိုးတိုင်းစီတို့နေတိုင်းတွားရောက်ခဲ့သည်